ကဲဒီပါတဲ့နော်စနေပါဆိုလည်းဖြစ်တယ်အမလေးတဲ့ရွှေဘိုပေါ်ဆန်းမွေးဆိုတဲ့ရွှေဘိုပေါ်ဆန်းမွေးတဲ့အဲ့ဒါတော့ဒါနဲ့ပေါ့ချာသူပြောဟုတ်တော့ရွှေဘိုပေါ်ဆန်းမွေးတဲ့โอเคရွှေဘိုပေါ်ဆန်းမွေးတကယ်တော့အထဲထဲမှာဘာကြီးလဲသိလားပဲတွေတွေ့လားဘေတို့အဘဘေတို့ဂျင်းထက်တဲ့ပြီးတော့မှရှေ့တော့ပို့တာတဘာပါဟိုအကြီးဖဲပြလိုက်အကြီးဖဲပြလိုက်အဘပါလေရွှေဘိုပေါ်ဆန်းမွေးဆိုပြီးတော့ပါဟလာလေရင်နေနဲ့ပို့တယ်လေတွေနဲ့ပို့တယ်ဒါပဲပါလေကလပဲပါခဗျာတော့တပါဘေတို့အဘရဲ့ပြစ်တာကြီးကြည့်လိုက်တော့ဂျေဘေတို့ရှေ့တဲ့ကောင်တွေစခောက်စုမိပြေးတာလည်းမပြောတဲ့ရွှေဘိုပေါ်ဆန်းမွေးဆိုပြီးတော့ပါပို့လိုက်တယ်အထဲပါလေကလပဲတော့ပါတပါကြည့်စမ်းကလပဲတော့ပါရိုးရိုးပဲပို့မစားတော့တဲ့ပိုးတွေတော့ပိုးတွေဖလက်ပြစ်ကြိုက်နေတဲ့ဟာတွေပေးတာမင်းတို့ကြည့်ဒါထိကက်ပလဲပါဒါပေးကတို့ဒီပါပဲတော့ကြော်တဲ့အထဲထဲမှာပါလဲပဲစိတ်ဟိုဟာတွေယူပဲအိုးအဲ့လိုမျိုးအဲ့ကြောင့်မင်းတို့ကတော့လက်တက်ချပါအလေးဝင်ပါအလံပြူထောက်ပါဆိုပြောတာအလကားမဟုတ်ဘူးစုပ်ပြတ်တတ်နေအောင်